guys, welcome back to my vlog. ဒီနေ့ vlog လေးကတော့ဘာမှထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။ဒါပေမဲ့တွေ့ဒီမရှင်းတာကြပြီဖြစ်တဲ့တွေ့ဒီရဲ့အခန်းကိုရှင်းပါပဲဖြစ်ပါတယ်။အခန်းကမရှင်းပြတာပုံမှန်ဆိုလို့ရှိရင်တွေ့ဒီကတစ်ပတ်တစ်ခါဖြစ်ဖြစ်ရှင်းတယ်။ဒါပေမဲ့အဲဒီခုတော်တော်ကိုအရန် motivation ပြောင်းနေရတယ်တွေ့ဒီတစ်လနှစ်လလောက်ထားမိသွားတယ်။အဲ့တော့အခြေအနေတွေကတော့ပြင်းတဲ့အတိုင်းပေါ့နော်။ပုံမှန်အမနဲ့အတူတူနေပေမဲ့ဒါပေမဲ့နှစ်ယောက်လုံးကတမန်လုံးလုံးညနေပိုင်းမှာဝင်ပြီးတော့အိတ်တော့ညပိုင်းမှာတက်နေတဲ့ဖုန်လေးကိုမြင်ရအောင်ပေါ့နော်အခုလိုရှင်းလိုက်တော့အရန်လာသွားတာဖုန်လေးကိုမှအလိမ့်လိုက်ကိုမှမဲတူးတာပဲပြီးတော့တွေ့တည်ရဲ့အခန်းကအကျင့်ရှိတာကအဲ့ဒီနောက်ဖေးဘက်အခန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးရာသီဆိုလို့ရှိရင်မှုတက်ပါတယ်အဲ့တော့အဲ့လိုဗီဒီယိုကြီးကိုဆွဲလိုက်တဲ့အခါကျတော့မှုနိုင်ရက်ထောင်းကနေထွက်လာတာအဲ့ဒါနဲ့တခါတည်းဒီပစ္စည်းလက်ရုံနဲ့မလောက်တော့ရေဘက်ဝင်နဲ့တိုက်ပြီးတော့မှုတက်တဲ့နေရာတွေကိုလည်း brush နဲ့အကုန်လုံးတိုက်ပြီးတော့အချောက်ပြန်သုံးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဆိုလို့ရှိရင်မှုကပြန်တက်မှာပဲလေ။အဲ့ဒါနဲ့အချောက်တုပ်လိုက်ဆိုတုပ်လိုက်နဲ့လဲပြီးတော့ဒီနေ့ကုန်ပြိုင်းသွားတာ။ဒါလေးတွေကတော့လက်ရှိတွေ့ဒီမှာပြစရာဆိုလို့စုဆောင်းထားတဲ့အရာဒါလေးတွေရှိပါတယ်။ပစ္စည်းရဲ့အပြည့်တင်တာတော့စင်မောကဖုံကြီးအလောက်များမှမသိခဲ့ဘူးဒါပေမဲ့တော်တော်များတာတခါမှအလောက်ကြီးမများဘူးလူလည်းချုပ်ပြတ်တက်ပင်တော့ပင်မဲ့ပစ္စည်းလေးတွေရှင်းနေအရင်တော့တင်ခဲ့တဲ့အမှတ်တရလေးတွေလည်းပြန်ပေါ်လာတယ်ပြီးတော့အရင်တော့စူဆောင်းခဲ့ album တွေကိုအခုလက်ရှိစူဆောင်းနေစေဖြစ်တဲ့အယုတ်တွေရောရှင်းနေနဲ့အကုန်လုံးမလိုတဲ့အယုတ်တွေသူများတွေပေးပြင်မယ်ပေါ့ဒါပေမဲ့မလိုတဲ့အယုတ်ကလည်းမရှိအကုန်လုံးပြန်တင်ခဲ့ပါတယ်အခုတော့ဒီဘက်တစ်ချမ်းလေးကတော့ပြီးသွားပြီတချို့နေရန်ကအရာလေးတွေကတော့ဆေးပြန်သုံးမှာပဲရတော့မယ်ထင်ပါတယ်အဲ့ဒီဟာနဲ့ပဲဒီခုံမောကနေချထားတဲ့ပစ္စည်းလေးတွေကိုထိုင်ပြီးတော့တုပ်ပါတယ်ဒီခုံပေါ်မှာတော့ဒီအများဆုံးចောင်းစာအုပ်တွေတင်တာဖြစ်တာများတယ်ပေါ့နော်အဲ့ဒါနဲ့ចောင်းစာအုပ်တွေအကုန်လုံးပြန်စုပြီးတော့အပေါ်တက်ကိုပြန်တင်မယ်ဒီဖုံတက်နေတဲ့ဇောင်းစီကိုလည်းပြန်ပြီးတော့ကုန်တန်ရှင်းလုပ်ရမယ်ဆိုပြီးတော့လုပ်လိုက်ပါတယ်စာအုပ်တွေကဖတ်လားမဖတ်လားဆိုတာတော့ဖုန်းလေးအောင်တက်တာကိုပဲကြည့်ပေးပါစာအုပ်စင်ကိုရှင်းလိုက်မျက်နှာကိုပြန်သုံးလိုက်ဖုန်းလေးဆိုတာကလေအများကြီးစာအုပ်လေးတွေရှင်းနေတွေ့တည်ငယ်တော့ရေးခဲ့တဲ့နှုတ်လေးတွေကိုလည်းပြန်တွေ့ရပါတယ်အခုတော့စာအုပ်စင်ကပုံမှန်တိုင်းပြန်ဖြစ်သွားပြီဘယ်ချိန်ပြန်တက်မလဲတော့မသိပေမဲ့အခုဒီတော့ဖုန်းတော့မရှိသေးဘူးပေါ့နော်အဲ့မှန်ကြီးဆိုလဲအခုထိဝယ်ပြီးကြတဲ့ဟိုကထားစရာနေရာမရှိလို့ချောင်းကတ်ထားရတာအခုလဲပုံပြန်တုပ်ပြီးတော့ချောင်းလေးပြန်ထည့်လိုက်ပါပြီကတ်စရာရှိတဲ့ပုံလေးတွေပြန်ကတ်ပြီးတော့ထားစရာရှိတဲ့နေရာလေးတွေကိုထားရင်လည်းထားကြည့်စပွဲလေးကတော့အသက်တိုင်းပြန်ဖြစ်သွားပြီလို့တော့ထင်ပါတယ်အကုန်လုံးရှင်းပြီးသွားတော့ဒီခုနကအပြင်ထုတ်ထားတဲ့အိယာကိုပြန်ပြီးတော့ခင်းရပါတော့မယ်။ဘာဖြစ်လို့လဲဆိုတော့ဖုန်လေးတက်မှာဆိုလို့ဆိုအပြင်ထုတ်ထားတာဒါပေမဲ့တကယ်တော့အိယာမှာလည်းဖုန်လေးဖြစ်နေတာ။ချစ်တီရောညီမနှစ်ယောက်လုံးကဖျားနေအိယာတာကိုအရင်ကြိုက်တဲ့သူတွေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မီးကအရင်ပြက်တယ်လေ။အဲ့တော့ဖျားပဲညပိုင်းဆိုရင်အေးရာဆိုတော့အဲကုန်းဖွင့်ပိတ်ဖျားနေပဲအိတ်ဖြစ်တာများပါတယ်။အခုဆိုရင်တော့အခန်းလေးရှင်းပြီးသွားပြီပေါ့နော်အကုန်လုံးတော့ရှင်းတယ်လို့တော့မျက်စိလည်းတော့မမြင်သေးဘူးပေါ့နော်ဒါပေမဲ့အကျန်းဖြင့်ဖုန်လေးတော့ကုံတလောက်တော့ဖြစ်သွားပြီလို့တော့ထင်ပါတယ်နောက်ပိုင်းနေမှာတေချာလုံနိုင်တဲ့နေ့တေချာသေးစိတ်လုံနိုင်တဲ့နေ့ကြလို့ရှိရင်အကုန်လုံးကိုအချင်းတေချာလုပ်ပါပဲဗီဒီယိုလေးအဆုံးထိကြည့်ပြီးကျေးဇူးတင်ပါတယ် bye bye